ချိတ်က30ချိတ်ရှိတယ်ဒီမျိုးရိုးရိုးချိတ်ရှိတယ်နော်ဒါဒီမှာတော့ရိုးရိုးချိတ်နဲ့ပဲတက်ပြလိုက်မယ်နောက်မှအသားချိတ်နဲ့တက်ပြမယ်ဆိုတော့ရိုးရိုးချိတ်နဲ့ဆိုရင်ဒီတိုင်းလေးတက်ရမယ်တက်ဘယ်နည်းညာလေးခွဲကြမလို့တက်ဒါခေါင်းဒီမှာတက်မှာဆိုတော့ဒါဒီလိုတက်နော်ရိုးရိုးချိတ်နဲ့ဆိုရတာပဲတကယ်လို့30ချိတ်နဲ့ဆိုရင်ဘယ်နည်းညာလေးခွဲသေးတယ်30ချိတ်ဆိုရင်ဒါကဒီလိုလာမှာဟုတ်လားခေါင်းကိုအရင်တက်လိုက်ခေါင်းရင်တက်ဒီဘက်ရောပဲခေါင်းကိုအရင်တက်လိုက်နော်ထားလိုက်မယ်ပြီးသွားပြီဆိုရင်ဒါကဒီလိုလာပြီးတော့ချိန်မှာဒီလိုဟိုဒီလိုပြောပါပြီးချိန်မှာဖြစ်တဲ့အတွက်မှန်မှန်ကြည့်အောင်နော်ဒီလိုမျိုးဒါဆိုရင်ဒီဘက်ကိုဒီလိုလာချိန်လို့မရဘူးနော်ဘယ်နည်းညာရှိရဲဒီလိုလာချိန်လို့မရဘူးဒီလိုတိုက်မားတယ်ဒီလိုလုံးမရအောင်နော်လုံးမလာချိန်နော်ဆိုတော့ဒါကိုအလေးမှထားဒီလိုမှတက်မယ်ဒီဘက်နော်ဒါတက်မယ်ဒါကဒီလိုတင်ပြီးတော့ဒီဘက်တစ်ချက်တော့ဒီဘက်တစ်ချက်တော့နော်ဆိုတော့အဲ့ဒါလေးတက်ပြမယ်ခပတ်တက်ပြီးချိတ်တက်ပြီးသွားပြီဆိုရင်တစ်ထည်လုံးပြီးသွားပြီ